给惨死的女儿复仇。2个女人用巫术将凶手复活7天，又在7天内将对方活活虐待致死。 မောင်မ၍တိတ်ဆိတ်လာသောအရှိတောင်အာရှ၏ဒေါ်နက်တစ်ခုအတွင်းရှိလျှို့ဝှက်စမ်းကြဲသောမျိုးနွယ်စုတစ်ခု၏နဂုံးရှိတွင်အမျိုးသမီး2ဦးသည်လက်အုပ်ချီကဆူတောင်းနေကြသည်သူမတို့မှာကြောက်ကျစ်နှင့်ဝှေ့ကျွန်းတို့ဖြစ်ကြပြီးမျက်နှာထက်တွင်မူကြီးမားလာသောတောကနှင့်နာကျင်မှုအရေးအယောင်များဖြင့်ပြည့်နှက်နေသည်အဆုံးမသက်နိုင်သောမိခင်တို့၏ဒဏ်ရာလွန်ခဲ့သော3နှစ်ကသူမတို့၏သမီးငယ်2ဦးမှာအရှိတောင်အာရှအွန်လိုင်းငွေလိမ်ကိုင်း call center ခေါင်းဆောင်ဖြစ်သူကျန်းရှိခိုင်း ရရဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းမှုကိုခံခဲ့ရသည်ကြောက်ကျစ်၏သမီးဖြစ်သူမှာနှိမ့်ဆက်ခံရသည့်ဒဏ်ရာများဖြင့်တေဆုံးသွားခဲ့ရပြီးဝှေ့ကျွန်း၏သမီးလေးမှာမူအသက်ရှင်ကျန်ရစ်တော်လဲအုံနောက်တေဆုံးကလူမမာဖြစ်တာအိပ်ရာထဲလဲနေခဲ့ရသည်တရားရုံးကတရားခံကျန်းရှိခိုင်ကိုတေရန်ပေးလိုက်သည့်တိုင်အောင်ထိုမိခင်2ဦး၏ရင်ထဲမှနာကျင်မှုများမှာပြေပြောက်မသွားခဲ့ပေသူ့ကိုအတစ်ချက်ထိုးပြီးတေရန်ပေးလိုက်ရုံနဲ့ငါတို့သမီးတွေခံစားခဲ့ရတဲ့ငရဲလိုနာကျင်မှုမျိုးကိုသူဘယ်လိုလုပ်သိနိုင်မှာလဲဒါဟာတရားမျှတမှုမဟုတ်ဘူး သူမတို့၏စိတ်ထဲတွင်တရားခံကိုတရားမှပြန်လည်အသက်သွင်းကသူမတို့သမီးများခံစားခဲ့ရသည့်နာကျင်မှုထက်အစပေါင်းများစွာပုံမဆိုးဝါးသောကလေးစားကိုကိုယ်တိုင်ခြေဖြတ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ပြုတ်ဝက်ဆန်းကျဲသောဝိညာဉ်ခေါ်အတက်ထိုမိခင်2ဦးသည်လွန်ခဲ့သော3နှစ်ကထိုမျိုးနယ်စုတွင်တေဆုံးသွားသောမြောက်တကောင်ကိုနတ်ဆရာမငယ်လေးကဝိညာဉ်ခေါ်အတက်ဖြင့်ပြန်လည်အသက်သွင်းပေးခဲ့သည်ကိုမျက်မြင်ကိုတွေ့ကြုံခဲ့ဘူးသည်။ထို့ကြောင့်သူမတို့သည်နတ်ဆရာမထံတွားရောက်ကမိမိတို့သမီးများကိုပြန်လည်အသက်သွင်းပေးရန်ပထမဆုံးတောင်းဆိုခဲ့ကြဘူးသည်။သို့တော်လည်းနတ်ဆရာကြီးကညှင်းပယ်ခဲ့သည် လူမမာဖြစ်နေသူအသက်ရှင်လျက်ရှိနေသည့်တစ်ဖြစ်ဝိညာဉ်ခေါ်၍မရနိုင်ပါ။တေဆုံးသွားသူအယိုးပြသာကြံရှိတော့တစ်ဖြစ်ခန္ဓာကိုယ်ပြည့်စုံမရှိပါကပြန်လည်အသက်သွင်း၍မရနိုင်ပါ။ထိုနေရာတွင်သူမတို့သည်အခြားမိသားစုတစ်ခုကတေဆုံးသွားသောတားငယ်လေးကိုပြန်လည်အသက်သွင်းပြီး9ရက်အကြာတွင်ထိုကလေးငယ်မှာမိခင်ဖခင်တို့၏ရှင်းမောင်း၌ပင်ပြဖြစ်သို့လွင့်စင်ပြောက်ကွယ်သွားသည်ကိုမြင်တွေ့ခဲ့ရသည်ထိုအခါမှသာထိုဝိညာဉ်ခေါ်အတက်သည်9ရက်တာတက်တန်းရှိကြောင်းသူမတို့နားလည်သွားခဲ့ကြသည်။အန္တရာယ်ရှိသောအစီအစဉ်နှင့်ငွေကြေးရှာဖွေမှု သမီးများကိုပြန်လည်ကယ်တင်ရန်လမ်းစာမရှိတော့သည့်နောက်တွင်သူမတို့သည်တေရန်ကြခံပြီးခါစတရားခံကျန်းရှိခိုင်ရုပ်လောင်းကိုခိုးယူက9ရက်တိုင်နှိပ်စက်ကလည်းစားချေရန်အကြံရခဲ့ကြသည်သူမတို့သည်အလောင်းကိုခိုးယူပေးရန်စုံစမ်းစစ်ဆေးရေးမှူးလီကိုငွေအမြောက်များဖြင့်လက်ထိုးရန်ကြိုးပမ်းကြသည်ရဲအရာရှိလီကပထမတွင်ငင်းဆန်တော်လဲနောက်ဆုံးတွင်ကိန်းကနန်းကြီးမားသောငွေပမာဏကိုတောင်းဆိုခဲ့သည်ထိုငွေကိုရရှိရန်အတွက်ကြောက်ကျင်သည်မိမိအားအလုံးမမတရားထုတ်ပယ်ခဲ့သောကုမ္ပဏီထွေထွေမန်နေဂျာ၏ရှယ်ယာမတမာမှုလျှို့ဝှက်ချက်များကိုသတင်းထောက်များနှင့်အတူတွားရောက်ချင်းချောက်ကနှုတ်ပိတ်ခငွေအမြောက်များတောင်းခံခဲ့သည် 官说要打点的人太多，光殡仪馆就要花掉1大半，真正到他手上也没剩多少。他只 ဝေကျွန်းသည်မိမိသမီးဖြစ်သူစေယုံတက်နေခြင်းတွင်အခြားမျိုးသမီးတဦးနှင့်ဖောက်ပြန်ကကလေးယူနေသောမိမိ၏ခင်ပွန်းဖြစ်သူကိုရှေ့နေစုံစမ်းရေးတမှုများ၏အထောက်အထားများဖြင့်ချင်းချောက်ပြီးပိုင်ဆိုင်မှုအားလုံးနှင့်အိမ်ကိုပါလွှဲပြောင်းယူခဲ့သည်ကလေးစားချေခြင်းငရဲရက်တက်တပတ်နောက်ဆုံးတွင်မိခင်2ဦးသည်ရဲအရာရှိလီတောင်းဆိုသောငွေကိုပေးချေနိုင်ခဲ့ပြီးကျန်းရှိခိုင်၏ရုပ်လောင်းကိုလျှို့ဝှက်စွာရရှိခဲ့သည်သူမတို့သည်နတ်ဆရာမ၏အကူအညီဖြင့်ကျန်းရှိခိုင်ကိုပြန်လည်အသက်သွင်းခဲ့ကြသည် မောင်မိုက်သောမြေအောက်ခန်းတစ်ခုအတွင်းခန္ဓာကိုယ်ပလာဖြင့်တန်ကြိုးဖြင့်ချီနှောင်ခြင်းခံထားရသောကျန်းရှိခိုင်သည်တရားမှပြန်လည်နိုးထလာခြင်းတွင်ကြောက်ရွံ့တုန်လှုပ်စွာဖြင့်အော်ဟစ်တော်သည်မင်းတို့ဘာလို့မလို့လဲငါ့ကိုလွှတ်ပေးကြပါသို့တော်ရင်ထဲတွင်သွေးအေးသွားခဲ့ပြီဖြစ်သောမိခင်2ဦးသည်မိတိကယူနာများမရှိတော့ပေသူမတို့သည်လက်ထဲတွင်တူများတုံများကိုကိုင်းဆောင်ကကျန်းရှိခိုင်အား9ရက်တိုင်တိုင်အစာမကျွေးဘဲရရဆက်ဆက်ပြန်လည်ညှဉ်းပန်းနှိပ်စက်ကြတော့သည်ခန္ဓာကိုယ်တစ်ခုလုံးသွေးအိုင်ထဲတွင်နှင်မွန်းကတေလူမျောပါဖြစ်နေသည့်တိုင်အောင်ဝိညာဉ်ခေါ်တက်၏စွမ်းကားကြောင့်ကျန်းရှိခိုင်သည်မတည်နိုင်ဘဲနာကျင်မှုကိုအပြည့်အဝခံစားနေရသည် မိခင်တို့၏မျက်ဝန်းများမှစီးကြလာသောမျက်ရည်များသည်ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲနာကျင်မှုမှပေါက်ဖွားလာသောကလေးစားချေခြင်း၏သွေးအေးမှုများသာဖြစ်ကြပါတော့သည်ပုံမြင်လေးကတော့ဒါပါပဲဗျာဇလန်းကတကယ်ကိုရင်သက်ရှုမောစရာကလေးစားချေဝတ္ထုတစ်ပုဒ်လိုဖြစ်ရဆိုးတွေနဲ့ပြည့်နေနေပါတယ်ဤဇလန်းနှင့်ပတ်သက်ပြီးအခြားပါများဖြစ်ဆွသိရှိခြင်းပါသေးလေ 说他出发了，慧君试着输入丈夫一直用的密码123789，手机果然打开，聊天记录里全是暧昧情话。更讽刺的是，在她为了女儿奔波时，丈夫竟在台北找了第三者，而且那个女人已经怀孕，正要和她去医院产检。慧君查到他们去了医院，立刻赶往那个秘密住址，没想到门锁密码还是123789，推门进去，她发现第三者不是别人，而是丈夫同事周淑婷，一个正在崛起的政坛新星，满屋子的奖杯和荣誉，刺得慧君几乎站不稳。杂志说周淑婷因压力太大暂停工作1年，可真相是她要生孩子。从那之后，慧君离开台北，专心在东南亚照顾女儿。如今为了偷尸体的钱，她决定拿这件事威胁丈夫，并提出离婚。没想到丈夫答应得很快。可以啊，那珍珍怎么办？珍珍我会照顾。也是啊，孩子跟着妈比较好。我们约回台北把手续办一办。慧君说自己还有条件。我们的共同账户是靠珍珍募款得来的，所以钱应该全部留给珍珍。那怎么可能啊？那个账户是我们夫妻共同持有的，照法律也要一人一半，不是吗？丈夫立刻翻脸，慧君没有吵，只拿出私家侦探拍到的证据。你不是一直很想要个儿子吗？他鼻子跟你很像哎。
珍1岁的时候跟妈妈一起逛街，不吵不闹的，挺可爱的。男人瞬间慌了，因为他和周淑婷都是竞选团队核心成员，一旦丑闻曝光，整个团队都会被毁。我要你全部的钱，还有天母那一栋房子。慧君终于说出目的，为了保住名声，男人只能放弃所有财产。第3天，2个被逼到绝路的母亲终于凑齐了李警官要的钱。他们列出详细清单，规划拿到张世凯尸体后怎么运到神女那里，复活后又该把他藏在哪里。当晚，他们把钱丢到李警官家门口。赵静担心对方收钱不办事，我打听过了，只要他收了钱，他就可以做到，口碑非常好。他们已经没有退路了。有些母亲不是天生勇敢，而是被孩子的痛苦逼到无路可走。法律让张世凯死去，却没能让家属真正放下。赵静和慧君要的不是奇迹，而是迟来的偿还。可尸体一旦被偷出来，他们唤醒的会是恶魔，还是更可怕的因果？